မျက်စိအောက်ဘာဘဝဟာတင်နေတွင်တရားအထက်ထန်ကတခင်ကိုကြိုးစိုးစေတခင်မျက်စိအောက်ထွန်းလင်းပေးတော့ငါထေကယောဂါတွေအရေးပေါ်တရားတမ်းချမ်းများနဲ့အမြန်ဆုံးငါကိုခွဲစိတ်ပေးအတွင်းဆုံးခါနဲ့ခွဲစိတ်ပေးမခံနိုင်တော့ဘူးတမတော်ယေရှုတနာပါအောင်လားတန်ချမ်းများလို့အနာများပြင်းထန်ဒီစေအောင်ကြီးတဲ့အော်ဟစ်တဲ့ငါတန်အချိန်စောမနှဖန်တို့မရှိလိုက်ပါနဲ့အခုအတွင်းဆုံးခံနေခွဲစိတ်ပေးတော့ဒီနေ့ပဲတခင်နဲ့တွေ့မယ်တန်ချမ်းများနဲ့အမြန်ဆုံးငါကိုခွဲစိတ်ပေးအတွင်းဆုံးခံလဲခွဲစိတ်ပေးတမတော်ယေရှုတနာပါအောင်လားတန်ချမ်းများလို့အနာများပြင်းထန်ဒီစေအောင်ကြီးတဲ့အော်ဟစ်တဲ့ငါတန်အချိန်စောမနှဖန်တို့မရှိလိုက်ပါနဲ့အတွင်းဆုံးခံနေခွဲစိတ်ပေးတော့ဒီနေ့ပဲတခင်နဲ့တွေ့မယ်တန်ချမ်းများနဲ့အမြန်ဆုံးငါကိုကုတပေးအတွင်းဆုံးခံနဲ့ခွဲစိတ်ပေးအာမင်